Para Boy Bank မှာ channel လေးကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဒီနေ့တစ်ဆက်ပေးမှာကတော့အောင်မြတ်တာနဲ့တေသူစီးတိစင်ပဲဖြစ်ပါတယ်။3ဆိုပြီးစီးကျက်ညီစွာပေါ်ထွက်လာတဲ့နေဆွန်းစားအုံမောက်ခောက်တာဆုံးမှာဆွန်းစားကြောင်းဆောင်ဘုံကိုတန်ဃာတော်များစီစွာကြွလာခဲ့တဲ့နေစုံပုံပြီးလို့ကျောင်းအောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာတော့ဆွန်းစားကြောင်းဆောင်အရှိကမယန်းပင်အောင်မှာရွာထဲကကလေးတွေစုပြီးထိုင်နေကြတာကိုဦးစင်းကြီးနှစ်ပါးမြင်လိုက်ရတယ်။ကလေးတွေကဘယ်ချိန်တွေကရောက်နေကြတာလဲ။သင်္ကန်းပြင်ဝင်ရင်မေးလိုက်တဲ့ဦးစင်းကြီးဒေသနီးရစကားကြောင့်ကရုံးစပင်ပေါင်းတဲ့ကလေးကဦးစင်းကြီးတို့ဆွန်းဖုံးပေးနေတဲ့အချိန်ရောက်လာကြတာပါ။ဒီနေ့သားတို့ကိုပုံမှန်ပြပြမယ်ဆိုအဲ့လိုပြောလိုက်တော့ဦးစင်းကြီးကအေးပြပြမှာပေါ့။ဒါပေမဲ့ခဏဆောင်အောင်သင်္ကန်းလေးပြန်လေးပေးရစီဆိုပြီးပြောလိုက်ရကလေးတွေအားလုံးပြုတ်စီစီဖြစ်သွားကြတယ်။ဦးစင်းကြီးလည်းသင်္ကန်းပြန်လဲဝတ်ပြီးမယန်းပင်အောက်ကိုပြန်ရောက်လာခဲ့တယ်။မင်းတို့ကိုပြပြမယ်အကြောင်းအရာကတကယ်ဖြစ်မယ်နော်။စိတ်ကူးနဲ့ရှောက်ပြောတဲ့ပုံမြင်မဟုတ်ဘူး။အဲ့ဒါတော့သိထားကြ။အဲ့လိုမျိုးပြီးလွန်ခဲ့တဲ့25နှစ်ကပြည့်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုပြန်လည်ပြပြခဲ့တယ်။လွန်ခဲ့တဲ့25နှစ်လောက်တုန်းကအကိုရိုးမတော်နာမှာလက်ပံကျဆိုတဲ့ရွာတရွာရှိခဲ့တယ်။ရွာတရွာလုံးမှာရှိတဲ့ယောက်ျားလေးတွေကစင်ကြုံသွင်းခြင်းအလုပ်ကိုလုပ်ကြတယ်။အကိုရိုးမတဲ့ကစင်ရိုင်းတွေကိုစင်ရင်ဖြစ်အောင်ပြုပြင်ထိန်းကျောင်းတဲ့နေရာမှာလက်ပံကျရွာကိုဘယ်သူမှမမီခဲ့ဘူး။အဲ့ဒီထဲမှာစောခွားဆိုတဲ့လူငယ်ကစင်ထိန်တဲ့နေရာမှာအကျွမ်းချေဆုံးနဲ့အတော်ဆုံးဖြစ်ခဲ့တယ်။စင်ဆိုတဲ့အမျိုးကအယံမှန်ညံကောင်းတို့တခင်ပေါ်မှာလည်းအယံတစားရှိကြတယ်။မောင်စောခွားမှာခွင်ကြီးလို့ခေါ်တဲ့စင်တကောင်ရှိတယ်။ခွင်ကြီးနဲ့စောခွားကတရက်ထက်မှမွေးတဲ့အတွက်တော့အတူလာအတူနဲ့ကြီးပြင်းလာခဲ့ကြတယ်။စောခွားကလည်းခွင်ကြီးကိုအပြောက်မခံသလိုခွင်ကြီးကလည်းစောခွားမပိုင်ဘဲမှမသွားဘူး။ခွင်ကြီးကစောခွားရဲ့အတန်အနက်ကိုအယံတည်တယ်။အရန်လိမ်မာတိတဲ့ကောင်ဖြစ်လို့ရွာထဲကလူတွေကလည်းခွင်ကြီးကိုချစ်ခင်ကြတယ်။မုံရိုးတဲ့အချိန်ဘလောက်အသိစစ်လို့နေပါစေ။သောခွားကအော်လိုက်ရင်ခွင်ကြီးဘသူ့ကိုမှမရမ်းတော့ပဲလူမရှိတဲ့တို့တွေကိုဝင်ပြေးသွားရော။မုံရိုးရာပျောက်သွားတဲ့အချိန်ကျရင်တော့သူမဟုတ်တဲ့အတိုင်းနဲ့ငယ်လေးနဲ့ရွာထဲကိုပြန်ဝင်လာတတ်တယ်။ခွင်ကြီးကအရွယ်ရောက်လာတာနဲ့အမျှပိုပြီးတန်မာလာခဲ့တယ်။စင်ရန်တောင်းချမ်းပြီးဟဲ့ဆိုရင်သောခွားနဲ့ခွင်ကြီးကိုသာလာခေါ်လိုက်။အဲ့ဒီပြဿနာခဏလေးနဲ့ပြီးတယ်။ဒီနေ့ကျတော့စောခွားတည်ပြီးဆိုတဲ့တဲ့င်းကလက်ပံကျရွာအတင်းတဟုံးထိုးပြန့်သွားခဲ့တယ်။ဆင်ရကြောင့်အရန်နားလေကျွမ်းဝင်တဲ့စောခွားတည်သွားတဲ့အတွက်ပံကျတရွာလုံးတောက်တခက်ခက်အန်တချစ်ချစ်ဖြစ်ခဲ့ရတယ်။စောခွားတည်တဲ့နေ့ကစပြီးခွင်ကြီးကိုအစအနာတော့မတွေ့ရတော့ဘူး။စောခွားအလောင်းကိုစစ်တဲ့ဌာနကနေပြန်လာတဲ့အချိန်ဆရာဝန်ကြီးပြောလိုက်တာကတနက်နဲ့ပြစ်ခံထိတာတဲ့။လက်ပံကျရောက်သွားလေလေစောခွားကိုဘသူတက်လေဆိုတာမသိခဲ့ကြသလိုရှေးတစ်ခွက်ကလည်းတရားခံကိုအတိအကျမဖော်နိုင်ခဲ့ကြဘူး။အရင်စာနာထတာကတော့စင်စင်မောက်ကိုရောက်တဲ့ဂိုင်းတစ်ခုခုရဲ့လက်ချက်တဲ့အချိန်ကတဖြည်းဖြည်းကြာလာတာနဲ့အမျှလက်တယ်မပေါ်ပဲတည်ခဲ့တဲ့စောခွားရဲ့အကြောင်းဟာလည်းလက်ပံကျရွာမှာမိပြောက်သလိုဖြစ်ခဲ့ရတယ်လို့ကွင်းကြီးအကြောင်းကိုလည်းပြောမဲ့သူမရှိကြတော့ဘူး။စောခွားတည်ပြီး9နှစ်အကြာတက်တော်ဝန်ထောင်မင်းတွေကြွလာတဲ့ဟဲ့ထိုင်းမှုနေရာတွေဖိတ်ပြကြအောင်။ရွာလူကြီးဦးဆန်မြရဲ့အလို့တကြီးအော်ပြောတဲ့ကြောင့်အိမ်အောက်မှာထင်းခွင်နေတဲ့အလို့သမားလေးယောက်ပြည့်ထွက်လာပြီးရှုပ်ပွားနေတဲ့ဖန်ခွက်နဲ့အရက်ပလင်းခွင်တွေကိုဖိတ်ပြလိုက်ကြတယ်။တကြီးဒီဘက်မှာတက်ခုတ်ခုတ်တဲ့သူတွေရှိတာမရှိပါဘူးဝန်တောင်မင်းဒီနေ့တော့မှာဝန်တောင်မင်းရဲ့အရှင်အဝါကြောင့်ဘယ်သူမှတက်ခုမထိုးရကြပါဘူးတကြီးကျုပ်ကိုလေရင်ကျုပ်အကြောင်းသိတယ်နော်မလင်ရဲပါဘူးဝန်တောင်မင်းရဲ့ဝန်တောင်မင်းမဖြစ်ခင်ကတည်းကသိလာတဲ့သူတွေပါကျုပ်ချင်းဆိုတင်ရပါတယ်ဒီညကျုပ်တို့အဖွဲရွာမှာအိတ်မယ်တော့ရကောင်းကောင်းလေးနဲ့အမိကောင်းကောင်းလေးရှာကြံစမ်းမအောင်အစင်တက်လိုက်လေဝန်တောင်မင်းရဲ့မနက်ကပဲတော့ဝက်တကောင်ရလာလို့ဖြတ်ထားတာရှိတယ်တော့ဝန်တွင်သားလေးကိုတေချာချက်ပေးပါမယ်။အရက်ကလည်းလက်ပံကျော်ရွာကနေဝယ်ထားတာရှိသေးတယ်။ဝန်တောင်မင်းကလက်ပံကျော်ရွာဆိုတဲ့အတန်းကြတော့ခေါင်းကိုဆက်ခနဲ့မော့ကြည့်လိုက်ပြီးလက်ပံကျော်ရွာဆိုတာစီကျုံးလိုက်တဲ့ရွာကိုပြောတာမဟုတ်လား။ဟုတ်ပါတယ်။ဝန်တောင်မင်းရောက်ဖို့လို့လား။ရောက်တော့မရောက်ဖို့ပါဘူး။အရင်တည်းကနာမည်ကြားဖို့နေလို့မှတ်မိနေတာပါ။သူတို့ရွာကချက်တဲ့အရက်ကတော်တော်ကောင်းတယ်လို့ပြောတယ်ကြတယ်။ကောင်းမကောင်းကတော့လက်တွေ့ပြီးကြည့်ပေါ့ဗျာ။အခုတလုံးအရင်လာချပေးထားမယ်။အမီးကတော့ဆက်သား6ဖို့စီစံလေးနဲ့အရင် green ရှင်းထားပါအောင်။ရွာသူကြီးကပြောရင်းဆိုရင်အင်းအောက်ကဝါထင်ရန်အခန်းလေးတွေကမိတော့အရက်တလုံးနဲ့ဆက်သား6ဖို့ပကံကိုယူထုတ်လာပြီးဝန်တောင်မင်းအရှိမချပေးလိုက်တယ်။ဝန်တောင်မင်းလည်းခွက်ထက်ကမိတော့ရဲ့အနေငယ်ကိုထည့်လိုက်ပြီးမော့ချလိုက်တယ်။ကောင်းလိုက်တဲ့အရက်လေချောင်းဝါတဲ့ကိုမိစာကြီးထိုးလိုက်တယ်လို့ပဲတကြီးကြုံလေးညအဝတ်တော့မှနော်စိတ်ကြိတ်တာတော့မလို့ရင်တော့ထဝက်ခိုင်းလိုက်လို့ရတယ်။လက်ပံကျရွာကဒီကနေနိုင်ဝက်လောက်ပဲလမ်းလျှောက်ရတာ။တိုက်ပြီလေဒါကြောင့်တကြီးဥဆန်မြဆိုပြီးနာမည်ကြီးနေတာကိုဝန်တော်မင်းရဲ့စကားကြောင့်တကြီးဥဆန်မြမျက်နှာပြုံးဖြည်းဖြည်းဖြစ်သွားခဲ့တယ်
ဝန်တောင်မင်းလည်းတစ်ခွက်ပြီးတစ်ခွက်တောက်လိုက်စကားပြောလိုက်နဲ့အမီးစားလိုက်နဲ့လုံနေခဲ့တာညောင်ဘန်းကိုရောက်လာခဲ့တယ်တကြီးအရက်ကကောမီလားရှိပါသေးတယ်နောက်ထပ်3လုံးလောက်ရှိပါသေးတယ်ဝန်တောင်မင်းထက်လို့ကျင်နေဆိုရင်ကျုပ်အင်္ဂါကောင်းတွေကိုအခုတော့ဝယ်ခိုင်းလိုက်ပါမယ်ဟာနေပါသေးဗျာနောက်1လုံးလောက်ဆိုကျုပ်တော်မှုပြီအခုတောင်နည်းနည်းမူးကျင်သလိုလိုလေးဝန်တောင်မင်းဘာအမီးစားကျင်သေးလဲတကြီးခမရကကျုပ်စားကျင်တာတကယ်ရှာပေးမှာမဟုတ်လို့လားကျုပ်တနိုင်လုပ်ပေးမှာပေါ့ဘာစားကျင်နေတာပြောပါတိတ်ပြီလေကျုပ်ကစဉ်းသားစားကျင်တာစဉ်းသားကိုနူးနေအောင်ချက်ပြီးလက်နှစ်ဖက်နဲ့ဟော့တီလိုပိတ်စားကျင်တာဝန်တောင်မင်းစကားကြောင့်ဥစ္စာများမျက်လုံးပြမျက်စံပြဖြစ်သွားပြီးအဲ့ဒီတခုတော့မလုပ်ပါနဲ့ဗျာဒီနေ့တစ်ဝိုက်မှာဆင်ကိုအကုန်လုံးကချစ်ကြတာအခြားသားပြောကြည့်ပါလားကျုပ်ရှားကြံပေးပါမယ်မရဘူးကျုပ်ကစဉ်းသားပဲစားကြတာခမရအဲ့လောက်တော့အတော့မကြဘူးလားဟမ်ဝန်တောင်မင်းကမူးမူးယူးနဲ့ဗစက်တက်ထွက်ရတွေရှောက်ပြောကအိုးဟစ်နေတဲ့အချိန်ကြီးဆိုပြီးမမတန်ကြီးနဲ့အော်လိုက်တဲ့ဆင်အော်တန်ကိုကြားလိုက်ရတယ်ဟောကြားရလားဒါဆင်အော်တဲ့အတန်ပဲကျုပ်စားခြင်းနေမှန်ဒီလိုရောက်လာတာခမရတို့ပောက်ဖန်ပြမရကျုပ်ဆိုးမဆိုးနဲ့ဝန်တောင်မင်းအရင်မှုနေပြီထင်တယ်ဆင်အော်တန်မကြားရပါဘူးဘာမှအတန်ကြားလို့လဲဟိကောင်းလေမင်းတို့ရောဆင်အော်တန်ကြားလားဒီကဝန်တောင်မင်းကိုတွဲထူရင်သူ့တပည့်တွေကိုဆန့်မိလိုက်တယ်မကြားရပါဘူးတကြီးဝန်တောင်မင်းစိတ်ဆွဲနေတာနဲ့မှာပါတကြီးတပည့်တွေစကားကြောင့်ဝန်တောင်မင်းကဒေါသတကြီးနဲ့ဆက်ကြည့်ပြီးငါကဘာလို့စိတ်ဆွဲရမှာလဲတကယ်အောနေတာကွဟောကြားလားအတန်ကအနီးမှာပဲတင်လိုက်ဒါကငါတနေ့ယူပေးစမ်းအဲ့ဒီအောနေတဲ့ဆင်ကိုပြတ်တက်ပြီးချက်စားမယ်ဝန်တောင်မင်းအော်တန်ကြောင့်အဲ့အောက်မှာချက်ရတဲ့လုံးနဲ့ဝိုင်းဖွင့်နေတဲ့သူတွေပြည့်ထွက်လာပြီးဆရာအေးထားပါကျွန်တော်တို့လည်းဆင်အော်တန်မကြားရပါဘူးဆိုပြီးဖြောင်းပြပေးမယ်ဝန်တောင်မင်းကလက်မခံပဲအိမ်နေရာမှာချိတ်ထားတဲ့တနက်ကိုယူပြီးအတန်ကြားရဘက်ကိုတရင်တရိုင်နဲ့အသွားအိမ်နောက်ဖက်အမောင်လူထဲမှာညီရင်းနေတဲ့အလုံးနှလုံးကိုတွေ့လိုက်ရတယ်ဟာနင်ကအော်ဘီပုံနေတာပေါ့လေငါကလည်းအဲ့လိုမှကြိုက်တာရှော့ကွာဆိုပြီးတနက်ပြောင်းကိုဆွဲလိုက်ရတနက်ကကြီးထွက်မလာပဲ6ဆိုတဲ့အတန်ကိုသာကြားလိုက်ရတယ်ဒီတနက်ကအရေးအကြောင်းဆိုဖြစ်ပြီးတင်ဟိုင်းမျက်နှာပေးစမ်းဆရာရဲ့စိတ်ကိုရှော့လိုက်ပါတော့ဗျာဆရာပြစ်နေတဲ့နေရာကအဆူချုံတို့ကြီးပါအဲ့ဒီတဲမှာဆင်းနဲ့နေလို့မရပါဘူးတောင်းတင်တဲ့အတိုင်းဆရာကိုအိပ်ရတယ်ခေါ်သွားလိုက်ကွာဆရာအတော်မှုနေပြီကွာတကြီးလဲခုံမွားခေါ်တယ်သိနေပါအောင်ငါမမှုဘူးကွာအဲ့ဒီမှာဆင်းတကောင်ရှိနေတယ်သူ့ကြောပေါ်မှာလဲလူတယောက်ထိုင်နေသေးတယ်ကွာငါတကယ်မြင်ရတာကွာဝန်တောင်မင်းကအဆက်ဆိုချိန်မောင်ရဲ့တောင်းတင်တဲ့အိတ်ကျန်ခေါ်တဲ့နောက်ကိုပါသွားခဲ့တယ်မနေ့မိုးလင်းတော့နောက်တရက်ကိုခရီးဆက်ဖို့အတွက်တင်လိုက်တောင်းတင်တဲ့အိတ်ကျန်တို့အစင်းသစ်ဖြစ်နေခဲ့ပေမဲ့ဝန်တောင်မင်းကအဲ့ရကနေမထလာခဲ့ဘူးအိတ်ကျန်ဆရာအခုနေမလို့သေးဘူးတင်နေဘယ်လိုပါအောင်မလဲညကအတော်မှုသွားတာလည်းပါတယ်လေတကြီးဆရာကိုတော့နှုတ်ပေးပါအောင်နောက်ကျရင်ပြန်မှုခက်လိမ့်မယ်ဒီညာတွင်ချင်းမြို့ကိုပြန်တက်ရမှာတင်လိုက်စကားကြောင့်တကြီးလဲဝန်တောင်မင်းအိတ်တဲ့တယောက်အိတ်တဲ့အင်္ဂလိပ်ဘက်ကိုထွက်သွားလိုက်တယ်တကြီးထွက်သွားပြီးမကြခင်မှာပဲဆရာလေးတို့လာတိကြပါအောင်ကိုကျိုးတော့နေပြီထင်ပါတယ်ဆိုတဲ့အတန်းကြောင့်အဲ့ရှိမှထိုင်းနေတဲ့သူတွေကမန်တမန်ပြေးလာခဲ့ကြတယ်တကြီးဘာဖြစ်တာလဲဆရာလေးဝန်တောင်မင်းဘာဖြစ်တာလဲမသိဘူးလာတက်ကြည့်ပါအောင်တကြီးစကားကြောင့်တင်လိုက်လဲအိမ်ဘက်ကိုတက်ကြည့်လိုက်တော့ဝိုင်းအိမ်တောင်လေးမှာမျက်လုံးကြီးပြူပြီးမုတ်တို့ထိုင်ကတက်ဆက်တုံနေတဲ့ဝန်တောင်မင်းကိုတွေ့လိုက်ရတယ်ဆရာဘာဖြစ်တာလဲစင်ကြီးကအကြီးပဲသူ့အပေါ်မှာလူတယောက်လည်းပါတယ်သူ့ပေါ်ကကြောက်စရာကြီးခေါင်းတစ်ချမ်းကပုတ်ပြီးကိုယ်ဒီအနာရည်တွေကျနေတယ်သူကငါ့ကိုတမဲတဲ့စင်ကြီးကငါ့ကိုနှစ်သက်ဖို့လုပ်နေတာငါမပြန်ရဘူးငါကြောက်တယ်ငါ့ဆန္ဒနဲ့သူကနှစ်သက်မှာတညာလုံးမအိတ်ထားတဲ့မျိုးလုံးတစ်ဖက်ကညိုးနေပြီးပါဇက်ကနေကြောင်ကနန်းတွေပြောနေတဲ့ဝန်တောင်မင်းကိုမြင်တော့တကြီးကညကမူယူယူနဲ့ပောက်ကြရတယ်ပြောလိုက်တာကြောင့်လည်းတူပါတယ်ဟဲ့ငါမမူအဲ့ဒီစင်ကတကယ်ရှိတာသူ့ဆွဲကြီးတွေအရှိကြီးပဲမျိုးလုံးတစ်ဖက်ကအနီးရဲနေတယ်ငါသိချမြင်တာငါအကုန်သိငါမခေါ်တော့ကြပါနဲ့တောင်းပန်ပါတယ်ဆရာလေးတို့မြို့ပေါ်ကိုသာတစ်ခါရတက်သွားကြပါတော့ဝန်တောင်မင်းပုံစံကြည့်ရတာအချိန်ကြီးမဟန်ဘူးကျုပ်တို့ဘက်ကလည်းသိချပြန်တောင်းပန်ပေးပါမယ်တကြီးစကားကြောင့်ဝန်တောင်မင်းကိုကားပေါ်တင်ပြီးမြို့ကိုပြန်တက်သွားကြတယ်ဝန်တောင်မင်းတို့ပြန်ထွက်သွားတော့တကြီးကဝိုင်းရဲ့အနာတော်ဝိုင်းကိုလိုက်ကြည့်ရချေရတချို့ကိုစူးစမ်းစွာတွေ့လိုက်ရတယ်ဝန်တောင်မင်းပြန်သွားပြီးတစ်ဖက်လောက်ကြာတော့တတော်ဝန်တန်းအချို့ဥဆက်များတို့ရောက်ကိုထက်ရောက်လာခဲ့တယ်တကြီးမတွေ့ရတာကြပြီနော်နေကောင်းရဲ့လားတက်ကလအုပ်စုကိုခန်းခန်းငိုင်ဆောင်ထားတဲ့လူတယောက်ရဲ့စကားကြောင့်တကြီးဥဆက်များကမျက်မှောင်ကျုပ်ကသိချပြလိုက်ပြီးမောင်ကလေးမဟုတ်လားတကြီးကမှတ်မိသားပဲကျုပ်မောင်ကလေးပါဗျအရင်ကတော့တောခေါင်းမောင်ကလေးပေါ့အခုတော့တိုးအိုကြီးမောင်ကလေးဖြစ်နေပြီလွန်ခဲ့တဲ့9နှစ်လောက်ထဲကမတွေ့ရတော့တာတွေ့မဲ့တွေ့တော့လဲပြုံးသားကြည့်ပါလား
ကြီးကိုနောက်တရနဲ့မိတ်ဆက်ပေးအောင်မယ်သူ့ကိုရောမှတ်မိလားမောင်ကလေးဆိုတဲ့လူကကားပြမှာရက်နေတဲ့လူကိုလည်းညှို့ထုတ်ပြပေးမိလိုက်တော့တကြီးကညလုံးနေရတိတ်မကောင်းတော့ဘာလို့လဲမတွေ့ကြဘူးဖြစ်နေတယ်သူကဘာလို့လဲတခြားကြီးလေးတကြီးသူ့ကိုတကြီးကောင်းကောင်းသိပါတယ်မောင်ကလေးစကားကြောင့်တကြီးကအနိကတခြားကြည့်လိုက်ရဟစ်ကဖူးချက်မင်းဖူးချက်မဟုတ်လားမင်းကွာရွာကနေပျောက်သွားတာအစအနာတော့ရှာမတွေ့ဘူးဘလို့ကြောင့်မောင်ကလေးနဲ့တွေ့တာလေကျုပ်ကအရင်တည်းကတောလိုက်ဝါသနာပါတယ်လေသူ့ကိုတော်ရဲသွားရင်ခေါ်သွားနေကြကျုပ်တို့ကိစ္စပြီးတော့အခြားနေမျိုးတစ်မျိုးကိုပြောင်းရတဲ့အခါသူ့ကိုလက်တို့လက်တောင်ခိုင်းမှုခေါ်သွားခဲ့တာလူတည်းဆိုတော့ဘယ်သူမှအတင်မပေးနိုင်ခဲ့ဘူးရွာမရောအချင်းတွေဘာထူးသေးလဲရွာမတော့ဘာမှမထူးပါဘူးဒီတိုင်းမှာပဲဟိုတလုံးကတော့ဝန်တောင်မင်းမှုပြီးပောက်ကြရလို့ယူသူလိုတော့ဖြစ်သွားသေးတယ်လက်ကြီးစကားကြောင့်မောင်ကလေးကအဲ့ကထဲမှာရှိတဲ့မြင်းပြန်စီကရက်ကိုထုတ်ကဝေအောင်စတိမိချစ်ဘူးပေါ်ခေါင်းရင်ကျုပ်တို့လာရလဲအဲ့ဒီကိစ္စပဲအခုသတော်ဝင်ကြီးကဝန်တောင်မင်းဘာကြောင့်အခုလိုဖြစ်ခဲ့လဲဆိုတာအသေးသေးသိချင်နေတယ်ဒါကြောင့်ဒီဒေသနဲ့ရင်းနှီးတဲ့ကျုပ်ကိုစုံစမ်းဝင်ထွက်လိုက်တာဝန်တောင်မင်းအခြေအနေရောဘယ်လိုရှိလဲအခုဆိုပို့ဖို့ဆိုလာတယ်ညဘက်ရောက်ရင်တယောက်ထက်ကရောက်ကန်းကြီးထထအော်နေတာသူလာတော့ကအစီအိုင်းတွေပါတယ်များဒီဘက်ကိုကျွန်းလာသေးလားမကျွန်းလာပါဘူးရွာထဲမှာလည်းအတန်မကြားမိဘူးဒီညတော့ကျုပ်တို့အတွက်ဘာမှထူးထူးမလုံးနဲ့နော်ရှိတာလေးနဲ့ပဲစားမယ်သမင်းစားဝင်အောင်တော့နည်းနည်းပပတောက်ပါမောင်ကလေးရဲ့မြင့်ချောင်းကမသိတာကြာနေရပဲဟဲ့အဲ့ဒါကအရင်ကပါတကြီးရဲ့ကျုပ်အရက်ပြထားတာကြာပြီဒါကြောင့်ဘာမှမလုပ်ခိုင်းတာပေါ့ကြောတော်မှုကျပါမောင်ကလေးရမင်းတို့အရက်ဂျိုးကြီးစီကအရက်ပြသွားတဲ့ကြားတာငါတကယ်အံ့ဩတယ်ဟေးကျမရဲ့အရာဆက်တော်ပြဖို့ပဲရှိတဲ့တကြီးရေဒါကြောင့်ဖြစ်ထားတာဟိုပြောအောင်မယ်မနှက်ဖြန်နေလေပက်ထုံးလိုက်သွားမယ်တကြီးခိုက်ချင်လိုက်ခဲ့လေမနှက်ဖြန်ဆိုရင်ငါမအားဘူးကွာချင်းစီတွေကိုဟိုဘက်တော့ပို့စရာရှိတယ်လူလိုရင်ငါတပည့်တွေကိုခေါ်ပါလားဒါဆိုလည်းမခေါ်တော့ပါဘူးဗျာခုကျော်လည်းပါနေရပဲကဲတကြီးလည်းနားအောင်ကျုပ်တို့လည်းနားလိုက်အောင်မယ်မောင်ကလေးကတကြီးကိုပြောပြီးကားပေါ်ကအဝဲစားအိတ်ကိုယူကလုံးကျုံဝိုင်းလေးစီကိုထွက်လာခဲ့လိုက်တယ်တဘာဝလေကောင်းလေးတက်နဲ့တက်ခတ်နေတဲ့ယူမတောင်ကြီးကရွာကလေးကတော့အမောင်သာပြူတာနဲ့လူသက်လူလာမရှိလောက်အောင်ချက်ကနေနေတယ်တခါတည်းရန်ရွာအနီးနားကိုမျက်စိလေးလက်မှပြီးရောက်လာတတ်တဲ့ချေဆက်တောဝတ်တို့ရဲ့အော်တန်တက်တဲ့ကိုကြားတယ်လို့တွန်းတဲ့ထဲကစီယိုင်းတွေရဲ့အော်တန်တက်တဲ့ကိုလည်းတစ်ချက်ကြားနေရတယ်မောင်ကလေးကတော့တကြီးအင်ကချက်ကျွေးတဲ့တောဝတ်သားနဲ့ထမင်းစားပြီးဝါတဲ့အရှိကုပြစ်မှထိုင်ကမြင်းပြန်စီကွက်တဲ့တွေကိုအငွေတစ်ထောင်းထောင်းထောင်းအောင်တောက်နေခဲ့တယ်ရုတ်တရက်ကြားလိုက်ရတဲ့တိတ်ကိုင်းချောင်းနေတဲ့ကြောင့်နောက်ဖတဲ့မောင်ကလေးကဝိုင်းအနောက်ကတိုးတဲ့ကိုလှမ်းကြည့်လိုက်တယ်ဖူးချက်ဒီခဏလောက်မောင်ကလေးခေါ်တဲ့ကြောင့်အိမ်အောက်မှာအရက်တောက်နေတဲ့ဖိုးကျွတ်ထားလာပြီးဆရာသမားဘာဖြစ်လို့လဲအိမ်နောက်ဖက်တော်တဲ့ကတိတ်ကိုင်းချောင်းနေတဲ့နေကြနေရတယ်လူတော့မဟုတ်ဘူးတဲပေါ်မှာတမီးရှိတယ်တိုက်ယူလိုက်ဖိုးကျွတ်လည်းမောင်ကလေးစကားကြောင့်တိုက်မော်တက်ပြီး3000ထိုးတမီးကိုယူချလာခဲ့တယ်တိုးတဲ့ကိုလိုက်ထိုးကြည့်တယ်ဖိုးကျွတ်လည်းတမီးကိုဖွင့်ပြီးတိုးတဲ့ကိုထိုးကြည့်လိုက်တဲ့အချိန်ကြီးဆိုတဲ့အတန်နဲ့အတူအမောင်လူလေးပြေးဝင်လာတဲ့မမေအကောင်ကြီးကိုမြင်လိုက်ရတယ်ဆရာပြည့်တော်ရစီနေဝင်လာတာဖိုးကျွတ်စကားမစွန့်ခင်မှာပဲရှေလီရတဲ့နှမောင်းတန်ရဲ့ရိုက်ချက်ကိုမိသွားပြီးဘေးကို6ပေလောက်လွတ်ထွက်သွားတယ်မောင်ကလေးလည်းရုတ်တရက်မှုကြောင်ကြည့်နေပြီးပြေးဖို့မေ့နေတဲ့အချိန်အဆွဲတကားခနဲ့စင်တကောင်ကမောင်ကလေးထိုင်နေတဲ့ကုပြစ်ကိုနှမောင်းနဲ့ရိုက်ချလိုက်ရမောင်ကလေးအောက်ကိုပြုတ်ကျသွားတယ်အောက်ကိုကျသွားတဲ့မောင်ကလေးကတတိဝင်လာပြီးထပြေးဖို့အလို့လုံစင်ကြီးကခြေပြားနဲ့နေဖို့ဟန်ပြင်းလိုက်တဲ့အချိန်မောင်ကလေးရှောက်ချင်မရလိုက်ပဲမျက်လုံးကိုစုံမိတ်ကမျက်နှာကိုလက်နဲ့ကလိုက်တဲ့လုံစင်ကြီးကအတန်နဲ့ချင်းနဲ့အော်ကတော်တဲ့ကိုဝင်ပြစ်သွားခဲ့တယ်ဝါတဲ့ဘက်ကနေကြားလိုက်ရတဲ့အတန်ကြောင့်အိပ်ပျော်နေတဲ့တကြီးအိမ်ကလူတွေပြေးစင်လာတော့ဒီပုံမှာလဲနေတဲ့မောင်ကလေးနဲ့ဖိုးကျွတ်ကိုတွေ့လိုက်ရတယ်ဆရာလေးဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးတကြီးဖိုးကျွတ်ကိုကြည့်အောင်ဒီကောင်နှမောင်းနဲ့ရိုက်ခံထားရတယ်မောင်ကလေးစကားကြောင့်တကြီးကလဲနေတဲ့ဖိုးကျွတ်ကိုထိုးလိုက်ခါဖိုးကျွတ်အမေဘာဖြစ်သွားသေးလဲလက်တစ်ဖက်ကျိုးပြီးထင်းတယ်လှုပ်လို့မရတော့ဘူးတကြီးလဲမောင်ကလေးနဲ့ဖိုးကျွတ်ကိုအရောက်ကိုခေါ်လာခဲ့တယ်တကြီးပြောတော့ဒီဘက်ကိုဆရာတွေမလာဘူးဆိုအခုဘလို့ဖြစ်တာလဲအနေငယ်ပုံးပယ်သွားတဲ့နေရာတွေကိုစစ်ထက်အရင်ကဒီဘက်ကိုတခါမှမလာဘူးမယုံရင်ရွာနဲ့မေ့ကြည့်လို့ရပါတယ်မောင်ကလေးရဲ့ငါကမင်းကိုလိမ့်ပါမလားထားလိုက်ပါပြီးခဲ့တာတွေလည်းပြီးသွားပြီပဲကျုပ်တစ်ခုခုစဉ်းစားနေတာကဒီစင်ရိုင်းကကျုပ်ကိုနစ်တက်လို့ရရဲ့သားနဲ့ဘာလို့អော်ပြီးထွက်ပြေးသွားတာလဲငါလည်းអော်တန်ကြားလို့အင်ဘောကနေလှန့်ကြည့်လိုက်တော့မတက်ရက်ပြီးနင်းမလို့ဟမ်းပြေးနေတာကိုတွေ့လိုက်တယ်မောင်ကလေးတော့ဒီတစ်ခါသိပြီးလို့ထင်တာလားနင်းတန်းကောင်းသွားတယ်ကျုပ်တင်းနေမစစ်သေးလို့နေမှာပေါ့ဗျာဒီညတော့အစိတ်ကြကင်းဆောင်မရမယ်ဒီကောင်ကြီးထက်ရောက်ချင်းရောက်လာနိုင်တယ်ငါတပည့်တွေကိုမိဖို့ဖုန်ခိုင်းပြီးဆောက်ခန့်လိုက်ပါမယ်နင်းနဲ့ဖိုးကျွေးအေးစင်းလာကြပေါ့တကြီးကပြောရင်းဆိုရင်းနဲ့သူ့တပည့်တွေကိုခေါ်ကအလက်ကျကင်းဆောင်မှုတောင်းဝင်ပေးခဲ့တယ်မောင်ကလေးလည်းဝါးတဲ့ပေါ်ပြန်တက်ပြီးအိပ်ပြောင်အောင်ကြိုးစားပြီးမဲ့ဖြစ်ပျက်ခဲ့တာတွေကိုတွေ့မိပြီးအိပ်မပြောနိုင်အောင်ဖြစ်ခဲ့ရတယ်
မနဲ့အာယုံတစ်ချိန်လောက်ရောက်တော့မှမိခနဲ့အိပ်လို့သွားခဲ့တယ်မနဲ့လို့လာတော့နေအောင်အတော်မြင့်နေပြီမောင်ကလေးလည်းကိုလက်သက်စင်ပြီးတကြီးအိမ်ရှင်ခွန်းနှန်းလေးကိုထွက်လာတော့တကြီးနဲ့သူ့တပည့်တွေထိုင်းနေတာတွေ့လိုက်ရတယ်မောင်ကလေးလို့လာပြီလားလာထိုင်ွားမနဲ့စာကောင်းချင်းပေါင်းနဲ့ဆက်သားချက်ပူလေးစားအောင်ကောင်းချင်းပေါင်းကမနဲ့ထရဝဲထားတော့နည်းနည်းအိပ်နေပြီတကြီးစကားကြောင့်မောင်ကလေးကခွန်းတင်းလျားပေါ်မှာထိုင်ပြီးကောင်းချင်းပေါင်းတစ်ဖက်ကိုယူကစားလိုက်တယ်မောင်ကလေးညကမင်းအိမ်နာမှာစောင့်နေတဲ့ငါကောင်ကြီးလည်းတကြီးမှအိပ်မရဘူးပြောတယ်ဘာဖြစ်လို့လဲတကြီးကျုပ်လေးညကတော့အိပ်မပြောဘူးမင်းအိမ်နာမှာတောက်ခတ်တန်းတွေတကိုင်းချောက်တွေကိုနင်းပြီးလမ်းလျှောက်တန်းတွေအတိုင်းသားကြားနေရတယ်ပြောတယ်ဟုတ်လားတကြီးကျုပ်ကတော့ဘာမှမကြားရဘူးနေအောင်ကျုံညကအိပ်ပြောသွားတော့အပေါ်ပိုင်းအဲ့ဒီဗလာကျင်းထားတဲ့လူတယောက်ကကျုပ်ကိုမျက်နှာလေးချင်းနဲ့ဆိုက်ကြည့်နေတာကိုအိမ်မက်မက်တယ်တကြီးအိမ်မှာတရေတွေပါလေညာမှုထားလားစသလိုနောက်သလိုနဲ့မေးလိုက်တဲ့မောင်ကလေးစကားကြောင့်တကြီးကဟက်ဟက်ပက်ပက်ကြီးလိုက်ပြီးမွေးထားစေရလားကွာငါကတရေမှုပြီးဘာလို့ရမှာလဲထိခုတ်ခိုင်းလို့ရရင်တော့မွေးတာပေါ့ကျုပ်ကစတာပါတကြီးရာဒါနဲ့ဖိုးကြရောအချိန်နေကောင်းလားသူ့လက်ကမကြိုးပါဘူးအစစ်လွဲသွားတာတဲ့အဲ့ဒါကအနှစ်တွေကတော့အစစ်ထည့်ပြီးပတိစီပေးထားတယ်ဒီကောင်ကမတွေ့ပါလားအိတ်နေသေးတာလားဘယ်ကအိတ်ရမှာလဲဒါမရောက်တာကြာလို့တဲ့သူ့အသည့်အိမ်တွေကိုလိုက်လဲနေအိုးလက်ကနားနေရတော့လမ်းကသလားနိုင်သေးတယ်လားမောင်ကလေးကပွားစီပြောရင်စီစိန်ထားတဲ့စသားချက်တစ်ဖက်ကိုယူကပတ်ဆက်ထည့်ပစ်ထည့်လိုက်တယ်တကြီးအလိုတကြီးအော်ပြေးလာတဲ့ရွာသားတယောက်အတန်းကြောင့်ရင်းနှီးတောင်းနေတဲ့တကြီးကလည်းပြန်လှည့်ကြည့်လိုက်တယ်မတုတ်အလိုတကြီးနဲ့ဘာဖြစ်လာတာလဲဖိုးကျွတ်စနေခံလို့ပြေးပြီးပြဖိုးကျွတ်သေးပြီဆိုတဲ့အတန်းကြောင့်အမောင်ကလေးရောတကြီးပါထိုင်နေရတယ်ဒိုင်တို့ထိုက်ရလိုက်ကြတယ်မတုတ်ပြချပြောတဲ့ဘလို့စနေခံထိတာလဲဘာသူစင်ကဖိုးကျွတ်ကိုနင်းလိုက်တာလဲမဟုတ်ဘူးတကြီးရွာထဲကစင်မဟုတ်ဘူးဘယ်ကစင်လဲတော့ကျုပ်ကလည်းမသိဘူးတခါမှလည်းမမြင်ဘူးအခုဖိုးကျွတ်လာမှလဲဥဒါဒီရဲ့ချက်ရက်ဖို့အနောက်မှာရှိတယ်ဥဒါဒီရဲ့ချက်ရက်ဖို့နောက်မှာတော့ရွာသားတွေစုပြုံနေကြတယ်ဟစ်ကောင်လေတကြီးလာပြီဖိကြအရက်ဖို့ပိုင်ရှင်ဥဒါဒီအတန်းကြောင့်စုပြုံနေတဲ့ရွာသားတွေဘေးကိုဖဲလိုက်ကြတယ်တာဒီဘလို့ဖြစ်သွားတာလဲကျွန်တော်လည်းတခြားမသိလိုက်ဘူးတကြီးချက်ရက်တလုံးကိုင်းပြီးအနောက်မှာတောက်မယ်ဆိုလို့ဝင်သွားတာခဏနေတော့အော်တန်ကြားလိုက်ရတာပဲကျွန်တော်လည်းအတန်ရတာနဲ့အပြင်ထွက်ရေးလိုက်တော့ဆွဲဆုံးစင်တကောင်ကဖိုးကျုပ်ကိုနှစ်တန်နေရတွေ့လိုက်ရတယ်ဟာကွာစင်ရိုင်းနေဒီဘက်ကိုတခါမှမလာပါဘူးအခုကြမှာကွာအကြီးဖိုးကျုပ်ကိုနှစ်သက်သွားတဲ့စင်ကစင်ရိုင်းမဟုတ်တော့ဘူးလို့ထင်တယ်ဟင်ဒါတော့ဘာသူစင်လဲဒီလိုလေးတကြီးစင်ရိုင်းနေဆိုရင်ကျုပ်ကိုပါနှစ်သက်သွားမှာပေါ့အခုကဖိုးကျုပ်ကိုနှစ်သက်နေတဲ့အချိန်ကျွန်တော်ရောက်နေပြီသူကကျွန်တော်ကိုရမပြူဘူးဗျဖိုးကျုပ်သေးပြီဆိုတာကိုတိတ်ချအနမ်းခံပြီးတော့မှပြန်ထွက်သွားတာဟိုမှာသူထွက်သွားတဲ့နေရာမှာတိုးတိုးရာတွေကျနေသေးတယ်အခြားယောဂဆင်းနေများမှုံယူပြီးဒီကိုရောက်လာတာလားမှုံရတော့ဖြစ်နိုင်မှုတကြီးမှုံတော့တာလည်းမတွေ့ရဘူးမှုံတော့ချင်းဆိုဒီမှာမှုံပေါင်းမှမှုံရည်များကြဆင်းမှုသည်ပါဇက်အတွင်းသို့ရောက်လာသည်၎င်းကိုမှုံတော့ချင်းဟုခေါ်သည်ဟော်မုန်းအမြင့်ဆုံးအချိန်ဖြစ်ပြီးတွေ့သမျှမြတ်သမျှကိုရရှာတတ်သည့်အနေအထားမျိုးဖြစ်သည်ဒါပေမဲ့တခုတည်းထားမိတာကသူ့လက်ပင်မှာတိခလောက်တစ်ခုဆွဲထားတယ်ဒါကစင်ရမ်းမဟုတ်ဘူးဆိုတာပြတာပဲခိုးကျွတ်အလောင်းကိုမြချပြီးရင်ဘသူစင်လဲဆိုတာလက်ဆောင်ဆိုင်ရမယ်အခုနာရီကိစ္စအတွက်ပြင်ကြရှိတာပြင်ကြရွာသားတွေလည်းသတိဝိရိယနဲ့နေကြအောင်ဒီကောင်ကရွာလန်းတွေကိုအတော်နဲ့ဆက်သိနေတဲ့ပုံပဲတကြီးစကားကြောင့်ရွာသားတွေလည်းဖိုးကျွတ်ရဲ့အလောင်းကိုတည်းကမြချဖို့အတွက်စီစဉ်ရန်ထွက်လာခဲ့တယ်မြချတဲ့နေရောက်တော့မောင်ကလေးနဲ့တကြီးကဖိုးကျွတ်အလောင်းကိုတရဏဂုံတင်ရင်တုတ်တံကိုအရင်ဆုံးထွက်လာခဲ့ကြတယ်တုတ်တံစီကိုရောက်တော့ဇရက်ပေါ်မှာရုပ်ကြည်ဝေလူ၃ယောက်တရားထိုင်နေရတွေ့လိုက်ရတယ်တကြီးနဲ့မောင်ကလေးလည်းတရဏဂုံတင်မဲ့ကိစ္စတွေလုပ်ရင်တရားထိုင်ပြတ်သွားမှဆိုလို့တရားဖြုတ်တဲ့အထီးထိုင်ဆောင်နေကြတယ်တနာရင်ဒီပါဆောင်ပြီးတော့ပြေဝေလူ၃ယောက်ကဖျဲလူတရားဖြုတ်လိုက်ကြပြီးမောင်ကလေးတို့ပဲလေကစောင့်နေရတာအနာသွားပြီးအာမဟုတ်တာဒီတော့ကတော့ဘာမှမဖြစ်ပါဘူးဒီကပုံပေါ်တွေကိုအရှင်ကဒီနားမှာမမြင်ဘူးဘယ်ကနေလာကြတာလဲသူတို့ကရုံးမတော်ထဲမှာအဋ္ဌာဝင်နေကြတာပါဒီချိန်ကဒိဋ္ဌာချင်းမဟုတ်လို့တွေ့တဲ့ဇေယျမှာဝင်ပြီးတရားထိုင်နေတာပါအဲ့လိုလားကျုပ်တို့ကတော့ရာသတယောက်ဆင်းနှင်းခံရပြီးဆုံးသွားလို့အတုပချဖို့ရောက်လာကြတာကျုပ်ကဒီရွာရဲ့တကြီးပါသူကတော့သူတို့ဌာနကတောအုပ်ကြီးမောင်ကလေးပါတွေ့ရသိရမြင်ရတာဝမ်းသာပါတယ်ကျုပ်နာမည်ကအောင်မြတ်တာပါသူကတက်ခိုင်သူကတော့တောက်ရလို့ခေါ်ပါတယ်အောင်မြတ်တာဆိုတဲ့ပုဂ္ဂိုလ်ကမိတ်ဆက်ပေးပြီးမောင်ကလေးညာဘက်လက်မှာဝတ်ထားတဲ့အနီရောင်လက်ပတ်လေးကိုတွေ့သွားတယ်လက်ပတ်လေးကဘရရတာလဲဩဒီလက်ပတ်ကအလုပ်ကိစ္စနဲ့ရှမ်းရုံးမဘက်ကိုသွားရတော့ကဖုန်းကြီးတစ်ပါးပေးထားတာပါမောင်ကလေးစကားကြောင့်အောင်မြတ်တာဆိုတဲ့ပုဂ္ဂိုလ်ကအနည်းငယ်ပြောလိုက်ပြီးဒီလက်ပတ်ကအသင့်ကိုကဲခဲ့တာပဲဗျာဘလို့ကဲခဲ့တာလဲလွန်ခဲ့တဲ့ရက်ကအသက်အန္တရာယ်ကိုရန်ပြုတ်နိုင်တဲ့အဖြစ်အပျက်တွေဖြစ်ခဲ့တယ်မဟုတ်လားအောင်မြတ်တာစကားကြောင့်မောင်ကလေးလုံးလုံးပြုတ်သွားပြီးဟုတ်တယ်ကြုံခဲ့ရတယ်ဒါတွေကိုဘလို့သိနေတာလဲဘလို့သိတယ်ဆိုတာကအရင်မကြည့်ပါဘူးအခုတည်းရဲ့လူကလည်းဒီဖြစ်ရဲ့ပြဿနာတွေထဲမှာပါခဲ့ဘူးတယ်မဟုတ်လားအောင်မြတ်တာစကားကြောင့်မောင်ကလေးမျက်မှောက်ကြောကစဉ်းစားလိုက်ပြီးကျုံမမမီဘူးဖ
ဘာကိုဆိုလိုတာလဲပြုသူကမိနိုင်ပေမဲ့ခံရသူကမမိဘူးဆိုတဲ့စကားကိုအရာရှိမင်းကြားဖို့မှာပေါ့လွန်ခဲ့တဲ့9နှစ်လောက်တုန်းကအရာရှိမင်းနဲ့တည်ဆုံးတဲ့သူ2ယောက်ထဲတောလက်ထွက်ခဲ့မှုတယ်မဟုတ်ပါလားအမေတာစကားကြောင့်မောင်ကလေးတကုံတစ်ခုကိုသတိရသွားပြီးမျက်စိနဲ့နာပြတ်သွားခဲ့တယ်ကျုပ်တို့ဖြစ်ခဲ့တာတွေကိုခမရတို့ကဘလို့သိနေရလဲဒါကလည်းကျုပ်တို့တမင်တကာလုပ်ခဲ့တာမဟုတ်ဘူးအရာရှိမင်းတို့တမင်တကာမလုပ်ဘူးဆိုတာကိုတည်သွားတဲ့လူငယ်လေးရဲ့စင်ကမသိခဲ့ဘူးလေအောင်မြတ်တာနဲ့မောင်ကလေးတို့အပြန်အလှန်ပြောနေတဲ့စကားတွေကြားထဲမှာတကြီးခေါင်းကိုလိုက်ပြီးဘာတွေပြောနေကြရလဲကျုံလည်းတလုံးမှနားမလည်ပါလားရရှိမင်းအတိတ်ဖြစ်ရကိုအမှန်တိုင်းပြောရင်ဘာတစ်ခုမှမဖြစ်အောင်ကြုတ်ကူနေပါမယ်လိန်ညာပြောမယ်ဆိုရင်တော့အရာရှိမင်းအပြန်မှာစင်းနှင်းခံရပြီးတေးလိမ့်မယ်အောင်မြတ်တာစကားကြောင့်မောင်ကလေးမျက်နှာဖြူဖြော့သွားပြီးကျုပ်အမှန်တိုင်းပြပါမယ်လွန်ခဲ့တဲ့9နှစ်ကကျုပ်ရဲ့ဖိုးကျွဲ့ရဲ့တောလိုက်ထွက်ခဲ့တယ်အဲ့ဒီအချိန်မှုံယုံရဲ့စင်တကောင်နဲ့ထိတ်တိုက်တိုးမိခဲ့တယ်ကျုံနဲ့ဖိုးကျွဲ့လဲကိုလိုယုံပြေဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ဘူးဒါကြောင့်မှုံယုံနေတဲ့စင်ကိုတနက်နဲ့ပြတ်တက်ဖို့လုပ်တဲ့အချိန်လူတစ်ယောက်ကဆင်းအရှိကနေဝင်ရက်လာခဲ့တယ်ကျုပ်တို့အဲ့ဒီလူကိုပြစ်တာမဟုတ်ဘူးဒါပေမဲ့ကြီးကလာရတဲ့သူကိုမှန်းသွားခဲ့တယ်ကျုပ်တို့တမင်တကာတက်ခဲ့တာမဟုတ်ပါဘူးမတော်တဆဖြစ်သွားခဲ့တာပါအဲ့ဒီကိစ္စတွေပြီးတော့ကျုပ်တို့ဘာမှမဖြစ်တဲ့ပုံစံနဲ့ရွာတွေကိုပြန်လာပြီးနောက်ရမှာမြို့ကိုပြန်တက်သွားခဲ့တယ်ဒါကျုပ်အမှန်တိုင်းပြပြတာပါမလင်ခဲ့ပါဘူး။မောင်ကလေးစကားကြောင့်တကြီးကအနေနဲ့စဉ်းစားလိုက်ပြီးဒါဆိုရင်လက်ပံကြာရွာမှာဖိုးခွားတွေကနင်းနဲ့ဖိုးကျွတ်ကြောင့်မို့ကျုပ်တို့တမင်လုပ်ခဲ့တာမဟုတ်ပါဘူးတကြီးဘလို့ပြောလေဖိုးခွားကမင်းတို့ကြောင့်ပေးခဲ့တာပဲဖိုးကျွတ်ကိုနင်းသွားတဲ့စင်ကဖိုးခွားရဲ့စင်ဝင်ကြီးပဲဖြစ်မယ်။တကြီးစကားအဆုံးမှာအောင်မြတ်တာကတွိတ်ဆန်တကောင်ဟာသူမြန်နူးရတဲ့အရာတစ်ခုကိုဆွဲလန်းတမတ်စိတ်ကြောင့်မကောင်းတဲ့အပြုမှုတွေကိုလုပ်နေရတယ်။သူ့ကိုလမ်းမှန်ပြန်ရအောင်ပို့ပေးဖို့ကအရာရှိမင်းမှာတာဝန်ရှိပါတယ်။ကျုပ်လူသက်မှုနဲ့ထောင်မကြခြင်းမို့ဒီဟာတို့ဒီအချိန်လေးရအောင်ကျုပ်အများကြီးလုပ်ခဲ့ရတာခင်ဗျားတို့မှမသိပဲ။ရာရှိမင်းအပြစ်တွေကိုမခံပဲဒီနေရာကနေထွက်သွားလို့ရမယ်ထင်နေတာလား။မင်းညာကခွင်ကြီးရဲ့ကုတ်ပေါ်မှာစောက်ခွပါလာခဲ့လို့ရာရှိမင်းလက်မှာဝတ်ထားတဲ့အဆောင်ဘက်ကတကယ်ကဲသွားခဲ့တယ်။စောက်ခွကတေးပြီးလေးဘာကြောင့်ခွင်ကြီးကုတ်ပေါ်ပါလာခဲ့တာလဲ။စောက်ခွကတေးပြီးမဲ့မကျွတ်လို့သေးဘူး။ခွင်ကြီးကလည်းသူ့တခင်သေးနေပြီဆိုတာမသိဘူး။ဒါကြောင့်စောခွားကိုခုတ်ပေါ်တင်ပြီးစီလိုရစီနေရတာပါသူတို့နှစ်ယောက်ကိုလှလှခွင့်ပေးလိုက်ပါရရှိမင်းအပြစ်တွေကိုဝန်ချတောင်းမမီရင်ရရှိမင်းဒီကနေထွက်သွားလို့ရအောင်ကျုပ်ကူညီပါမယ်ကျုပ်မှာဆောင်းလက်ပဲရှိနေတာပဲအဲ့ဒီစင်ကကျုပ်အနာကတ်လို့ရမှာမဟုတ်ဘူးကျုပ်ဒီကနေရအောင်ထွက်မယ်ရရှိမင်းသဘောပါကျုပ်တို့ကအတိအကျမတိုက်တော့မှာဘူးတခုတတိပေးနေတာကစောခွားကတအရာရှိမင်းအနာကတ်မရတာနော်ခွင်ကြီးကတော့အရာရှိမင်းစီလာလို့ရတယ်အမေတာရဲ့စကားအဆုံးမှာမောင်ကလေးဘာမှဆက်မပြောတော့ပဲကြော်ပွဲချင်းကိုနေရာချကတုတ်တန်ပြင်းဘက်ကိုထွက်သွားခဲ့တယ်။ဖိုးကျော်ရဲ့အတုပတ်မြေချပြီးတဲ့အချိန်မှာမောင်ကလေးကချက်ချင်းပြန်မှုပြန်မလေးရောတကြီးကျုပ်ဒီမှာဆက်မနေတော့ဘူး။ဖြစ်ခဲ့တာတွေကိုမသိကြအောင်ပေးပါ။တကြီးရဲ့အတွက်အကျိုးမြုပ်စေရပါဘူး။မောင်ကလေးစကားကြောင့်တကြီးကရှေးကြီးကြိုတင်တက်စားကရတယ်လည်းဖြစ်ပြီးခဲ့ပြီပဲ။မင်းသား84မောင်းနေပါဒီကိစ္စတွေကိုရင်ကုန်နှုတ်ပေးပါမယ်။ကျုပ်လည်းတကြီးရဲ့ကျေးဇူးကိုမမေ့ပါဘူး။ဒီငွေတွေကတကြီးတို့မိသားစုအဆင်ပြေတဲ့နေရာပုံပေါ်ပါမောင်ကလေးကအိတ်ထဲကနေငွေတစ်ထက်ကိုခုံပေါ်တင်ပေးလိုက်ပြီးကားပေါ်တက်ခါဆက်နှုတ်လိုက်တယ်ကျုပ်သွားတော့မယ်တကြီးသေးထောင်းတော့ကားလည်းဖြည်းဖြည်းမောင်းတကြီးကမောင်ကလေးကိုလှမ်းပြောလိုက်တော့မောင်ကလေးကအဆောင်လက်ပတ်ဝတ်ထားတဲ့လက်ကိုခါပြရင်ကားကိုမောင်းထွက်သွားခဲ့တယ်တွန်းလန်းဖြစ်တဲ့အတွက်ခရီးကထင်းလို့မပေါက်တဲ့အပြင်စိတ်ကပါထင်နေတာမို့မောင်ကလေးရဲ့အပြင်ခရီးကအလားလုံးကတော့အဆင်မပြေခဲ့ဘူးမောင်ကလေးလည်းကားကိုတတိထားပြီးမောင်းလာခဲ့တာယူမတော်ရဲ့နာမည်ကြီးကျွေးလူအိုင်ကိုလည်းရောက်ရောကြီးဆိုတဲ့အဆင်အော်တန်းနဲ့အတူကားကအရှိကိုဆက်မတိုးတော့တာတတိထားမိလိုက်တယ်မောင်ကလေးလည်းဆင်အော်တန်းကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ရကားနောက်မိုးတန်းကို12ခေါက်တက်ပတ်ပြီးဆွဲထားတဲ့ဆယ်စုံစင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်မောင်ကလေးလည်းကားကိုကီယာကြီးထိုးကအတင်းယုံထွက်ဖို့ကြိုးစားပေမဲ့ဆယ်စုံစင်ကြီးရဲ့နှမောင်းကပြုတ်တူတစ်ချောင်းလိုမြဲနေအောင်ပေးရထားခဲ့တယ်ဘလို့ယုံမရတဲ့အစွန်တောင်းတကီယာကိုထိုးပြီးလီဘာကိုဆောက်နေလိုက်တဲ့အချိန်ဆယ်စုံစင်ကြီးကကားနောက်ခံကိုနှမောင်းနဲ့လိမ့်ဆွဲကဘေးကိုတွန့်ချလိုက်တယ်ဝုန်းဆိုတဲ့အတန်နဲ့တူမောင်ကလေးရဲ့ခြေကားလေးကတွန်းလက်မဘေးကရှိုးရဲကိုနှိပ်ဆင်သွားခဲ့တယ်ကားလေးဆင်နေတာကိုသိတဲ့မောင်ကလေးကကားပေါ်ကနေခိုးဆင်းလိုက်တဲ့အချိန်နမိမှာရှိနေတဲ့တစ်ပင်နဲ့ဝတ်ဆောင်းမိကခေါင်းကနေသူ့တီယူဆင်းလာခဲ့တယ်မောင်ကလေးလည်းဆံရတွေနဲ့ရုတ်တရက်မထနိုင်တာကိုသိတဲ့ဆွဲဆုံးစင်ကြီးကမောင်ကလေးကိုနဲ့တက်ဖို့မတက်ရက်လိုက်တဲ့အချိန်ကြီးလို့အော်ပြီးအနောက်ကိုပြန်ဆုတ်သွားတယ်မောင်ကလေးလည်းလက်မှာဝတ်ထားတဲ့လက်ပတ်ကိုဆွဲဆုံးစင်ကြီးမြင်တာအောင်ထောင်းပြလိုက်တယ်တစ်ပင်နဲ့ဆောင်းထားလို့ကွဲနေတဲ့ခေါင်းကသူတွေကြောင့်မောင်ကလေးမျိုးလုံးတွေဝေဝါလာတဲ့အချိန်ဆွဲဆုံးစင်ကြီးပေါ်ကနေလူတစ်ယောက်ဆင်းလာတာကိုဝိုးတော်မြင်လိုက်ရတယ်
စင်ပေါ်ကနေဆင်းလာတဲ့လူကမောင်ကလေးနဲ့မလန့်မကန့်မှရက်လိုက်ပြီးဝင်ကြီးဒီလူလက်မှာပတ်ထားတဲ့လက်ပတ်ကိုဆွတ်ဖြက်ပြဒီလူကိုအသေးသက်ရမယ်ငါကိုယ်တိုင်တက်မယ်ဆိုပြီးကျုံးသွားလိုက်တယ်ဆွဲဆုံးစင်ကြီးလည်းဘေးမှာရက်နေတဲ့လူရဲ့စကားကိုနားလေတဲ့ဟန်နဲ့ကျေလောင်ဆောင်အဟိပြီးမောင်ကလေးစီကိုပြေးဝင်လာခဲ့တယ်မောင်ကလေးလည်းအရှိန်နဲ့ပြေးဝင်လာတဲ့ဆွဲဆုံးစင်ကိုမြင်နေရပေမဲ့ခိုက်မိထားတဲ့အချိန်ကြောင့်မထနိုင်မဲ့ဖြစ်နေတဲ့အချိန်ဟေ့ရက်လိုက်စမ်းဆိုတဲ့အတန်ကဟိတ်မိထွက်လာခဲ့တယ်ဆွဲဆုံးစင်ကြီးကမောင်ကလေးစီပြေးနေရကနေအတန်ကြားရဘက်ကိုလှည့်ကဝမ်းကောင်းတဲ့ချင်းနဲ့អော်လိုက်တယ်မောင်ကလေးလည်းအတန်ကြားရဘက်ကိုအာရုံပစ်လိုက်တော့တုတ်တံမှတွေ့ခဲ့ရတဲ့ရုပ်ရည်ဝဲလူ၃ယောက်ကိုသွေးဆက်တွေကြားတဲ့ကနေမြင်လိုက်ရတယ်ချစ်တန်းကရက်တော်ခွန်ကြီးတင်ဟာအတိတ်ဘဝကအကုသိုလ်တွေကြောင့်အခုဘဝမှာအဟိတ်တရိษံဖြစ်နေရတာမဟုတ်လား။ဘာကြောင့်အကုသိုလ်လုံးတွေကိုထပ်ပြီးလို့စူးစမ်းနေတာလဲ။ခွန်ကြီးဆိုတဲ့စင်ကကြည်လင်အေးမြပြီးမြစ်တာတဲ့အပြစ်ပါတဲ့အတန်းကြောင့်ချစ်ဆက်တော်မဲ့ခြေလမ်းတွေကိုရက်လိုက်တယ်။လိမ္မာတဲ့ခွန်ကြီးတင်းရဲ့တခင်အပေါ်တဆာရှိတာကိုလည်းအတိအမှတ်ပြုပါတယ်။တခင်ဖြစ်သူကလည်းကိုချစ်တဲ့အရာကိုမကောင်းတဲ့သူဖြစ်အောင်မလုပ်ရဘူး။ဆိုခွာတင်းလည်းဘဝချနေပြီးစိတ်ကိုလျှော့ပြီးလူရကြွရကိုသွားပါတရှိတမဲ့တစုံတစ်ခုကိုတွက်ကနေတဲ့စိတ်ကဒီရှိမှမကောင်းတာတွေဖြစ်လာတတ်တယ်ကျုပ်ကိုသူ့တက်ခဲ့တာကျုပ်ခွင့်မလို့ဘူးသူ့ကိုပြန်တက်မယ်တားတဲ့လူကိုလည်းခွင့်မလို့ဘူးကွင်ကြီးငါကြီးလာခဲ့စမ်းခါထောက်ကရက်နေတဲ့လူရဲ့စကားကြောင့်ကွင်ကြီးရဲ့စိတ်တွေပြန်လဲကျန်းကျန်းလာခဲ့ပြီးအနောက်မှာရှိတဲ့အပင်ငယ်လူတွေကိုနှမောနဲ့ရဲ့ချိုကတောင်းရမ်းပါလေရောအေးမြစ်တာနဲ့ပြောဆိုဆုံးပါပဲမဲ့တခင်ဖြစ်သူရဲ့စကားကိုအခုချိန်ကြီးလိုက်နာနေပါလားဒါဖြင့်လေဆိုင်ရာပိုင်းရာတွေကိုပဲဆုံးမခံရတော့မယ်အောင်မြတ်တာစကားဆုံးမှာသုခွားကကွင်ကြီးရဲ့ကိုယ်ပေါ်ကိုပြန်တက်လိုက်တယ်သူများအရာအကုန်ဖြစ်စီနှောက်ရှက်သူမှန်များတက်ရမယ်ဒီလူကိုငါလည်းနဲ့မတက်ရမချင်းမကျင်နဲ့ဖုခွားတဲ့ဟေးတရားကြောင့်မလုံနိုင်ဖြစ်နေတဲ့မောင်ကလေးကဖြစ်ပြနေတဲ့အရာအလုံးကိုမြင်နေကြနေခဲ့တယ်အဲ့ဒီအချိန်အောင်မြတ်တာကစင်အားလုံးကိုထိုင်ဆိုထိုင်ထဆိုထစေခိုင်းနိုင်တဲ့စင်သခင်စင်အားလုံးရဲ့သခင်ဥတေနာနာမည်ကိုပင့်ဖေပါတယ်တက်လက်အောင်ငယ်သားဤစိတ်ရန်ကိုရှင်ပအောင်ဆုံးမပြီးလက်မှန်ရအောင်ပို့ဆောင်ပေးပါရဲ့ကျုပ်အောင်မြတ်တာမှမေတ္တာရက်ခံပါတယ်လို့ပြောလိုက်တဲ့အချိန်လက်တစ်ဖက်မှာကြာပုတ်ကိုကင်ထားပြီးကြံတစ်ဖက်မှာလေးနဲ့မြကိုကင်ဆောင်ထားတဲ့လူတစ်ယောက်ကလူတစ်ဖက်စာကန်ရှိတဲ့ကျုံးမင်ထိန်မှာပေါ်လာခဲ့တယ်အဲ့ဒီအချိန်ထိခွင်ကြီးကဆက်ရန်ဝင်ပြီးတောင်းကျမ်းနေရကျုံးမင်ထိန်မှာရက်နေတဲ့ဥတေနာနကလက်ထက်ကကြာပုတ်ကိုရန်ကနှိပ်ချလိုက်တယ်ကြာပုတ်တန်လဲကြာရောခွင်ကြီးကပေါ်တင်ထားတဲ့သူကိုခါချပြီးကြောက်နေတဲ့ကြာပြေးပါလေရောဥဒေနာနဲ့လည်းကြောက်ဖို့ကိုဒုတိယအကြိမ်ရတဲ့အချိန်ခွင်ကြီးလည်းဆက်မပြေတော့ပဲဟောက်တဲ့နေရာမှာဖင်ထိုင်ချကနေသက်သွားခဲ့တယ်။အောင်မြတ်သားလည်းခွင်ကြီးပေါ်ကကြာလာတဲ့သူကိုကြည့်ပြီးသို့ခွာတင့်တော်သားပဲပြေးပါတော့သူလည်းသူ့အဖြစ်သူခံရပါလိမ့်မယ်။စိတ်ကိုလျှော့ပြီးသူ့ရာကိုသွားပါ။တင့်ရဲ့ဘဝတွေကိုပြန်စားပါလို့ပြောလိုက်တော့မှသို့ခွာကမန်ကိုချကတိုးတဲ့ကိုခြေဥလဲလိုက်တယ်။တိုးတဲ့ဝင်ကနေမှတော့ဥဒေနာနဲ့ကိုချကအယူအသေးပေးနေတဲ့ခွင်ကြီးကိုတစ်ချက်လက်ကြီးကပြက်ခွဲသွားခဲ့တယ်။အောင်မြတ်သားလည်းလာရောက်ကူညီပေးတဲ့ဥဒေနာနဲ့ကိုကျေးဇူးတင်ကြောင်းပြောတာကိုကြားလိုက်ရပြီးနောက်မှာမောင်ကလေးသတိလက်ခံပြီးတော့သွားခဲ့တယ်။ဒါဆိုရင်မောင်လေးဆိုတဲ့လူကြီးကအဖက်မခံရဘူးပေါ့။စိတ်ဝင်စားနားထောင်နေကြတဲ့ကလေးတွေရဲ့စကားကြောင့်ဥဒေနာနေရကခါကြော့လျှော့လိုက်ပြီးသူသတိရလာတော့ဂျွားတဲ့ကိုပြန်ရောက်နေခဲ့တယ်။အဲ့ဒီနောက်မှာသူ့အဖြစ်ကိုဝန်ခံပြီးအဖက်သွားခံခဲ့တယ်။ဒါဆိုရင်ခွင်ကြီးဆိုတဲ့ဆင်ကပြန်လိမ်မာသွားတာပေါ့နော်။ဥဒေနာနမင်းကခွင်ကြီးကိုတော့တဲ့ပြန်လှုပ်ပေးနေတယ်လို့ပြောကြတယ်။ဒီဖြစ်ဖြစ်ပြီးတော့ခွင်ကြီးရောဆောခွာပါပျောက်သွားကြတယ်။စိတ်ဝင်စားမကောင်းတဲ့အမေတာဆိုတဲ့လူကအရန်တော်တာပဲလက်တွေကိုတော့ခေါ်လို့ရတယ်နော်။ဒီတဲ့အများကြီးတော်တဲ့အကြောင်းအရာတွေရှိသေးတယ်။နားထောင်နေသေးတယ်ဆိုရင်နောက်ပတ်ကြရင်ပြပြအောင်မယ်နော်။အခုကျတော့မိဘတွေစိတ်ပူနေအောင်မယ်။ပြန်ကြအောင်ဦးစင်းကြီးစကားကြောင့်ကလေးတွေလည်းဖုန်းကြီးကျောင်းထဲကနေပြထွက်လာခဲ့ကြတယ်။ဦးစင်းကြီးလည်းကလေးတွေကိုအောင်မြတ်တာအကြောင်းပြောပြပြီးကျောင်းကိုပြန်လာခဲ့လိုက်တယ်။ကျောင်းကိုရောက်တော့ခေါင်းရင်းနေရမှာနေလူကဲနဲ့ရေးထားတဲ့ဇေဒီပွန်အင်းစမအကွက်လေးကိုတွေ့လိုက်ရတယ်။ဦးစင်းကြီးနှစ်ပါးလည်းဇေဒီပွန်အင်းစမကိုတွေ့တော့မတိုင်မထားပဲပြန်ပြုံးလိုက်ကြတယ်။နောက်တစ်ပတ်ကလေးတွေပုံမြင်ပြန်လာထောင်ဖို့ပြန်လာတဲ့တော့ဦးစင်းကြီးနှစ်ပါးကိုမတွေ့ရတော့ဘူး။ဦးစင်းကြီးနှစ်ပါးပဲရောက်သွားလဲဆိုတာကိုသိချင်ရင်တော့အောင်မြတ်တာနဲ့ဝန်ကပါဇရဲ့ဝတ္ထုလေးဖတ်ချိုးချဖို့လည်းတင်ပါရပါတယ်ရှင်။ပြီးပါပြီ။ကျမရဲ့ channel လေးကိုတိုက်နေတဲ့ဆိုလို့ရှိရင်ထပ်မံအားပေးလို့ရအောင် like subscribe လေးလုပ်ပေးကြပါအောင်ရှင်။ VPN လေးလည်းဖွင့်ပြီးတော့နားထောင်ပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။တာ